ဟုတ်လားဒါဆိုမှမနေနဲ့ကျွန်တော်ရဲ့ခန္ဓာမှာပြောကြည့်အောင်ပါလေကျွန်တော်ရဲ့ခန္ဓာမှာခန္ဓာဘုသူတည်ဆောက်ထားတာလေဘုရားတည်ဆောက်ထားပြောကြည့်အောင်ယေရှုတည်ဆောက်တော်ဗိမာန်ယေရှုတည်ဆောက်တော်ဗိမာန်ဘယ်ရက်နဲ့တည်ဆောက်ထားတာလဲ3 ရက်နဲ့ဖြစ်စီနေတာဘာလို့လဲလူဆိုးတွေဘယ်ရက်ဗိမာန်မှာနေစနေတာဖြစ်စီနေတာအိုးတချို့ဆိုလို့ရှိရင်ထဲလိုက်တာထုံးလိုက်ထဲလိုက်တာထုံးလိုက်အေးမီးလာအဲ့လိုဖြစ်စီနေတာဟုတ်လားမဟုတ်လားကဲဘေးနားကနေကြည့်ပြောကြည့်အောင်နေမှာဖြစ်စီနေတော့ယေရှုတည်ဆောက်ထားတာယေရှုတည်ဆောက်ထားတဲ့ဗိမာန်တော်ကဘယ်ရက်နဲ့လဲ3 ရက်နဲ့ဒါဆိုရှိဒီဗိမာန်တော်ကဘုရားတည်ဆောက်ထားလားမတည်ဆောက်ထားဘူးလားတည်ဆောက်ထားပါလေဟုတ်လားဘုရားလက်နဲ့လားဘုရားလက်နဲ့ယေရှုတည်ဆောက်ထားတဲ့ဗိမာန်တော်တွေ့ပြီလားတခါလာလဲဘုရားကြောင့်တခါလာလဲဘုရားကြောင့်ပါပဲသွားပြီးတော့အဲ့ဒီမှာပဲဘုရားရှိတယ်လို့လူကကြတော့ဘာပဲလို့အစီအပြေနေတယ်ဟိုဘုရားကြောင့်ပါပဲတည်ထားတယ်ဘုရားကြောင့်တည်ထားတယ်ဆိုတော့ဘုရားမရဘူး这个推了你是不是让谁冲到别人的地头里了？你也没有这个推不了的，你也没有这个秘书，这个都推不了的。阿妈那他也许地上他了，路人那么都不，反正他们也不看呐，别人也不看到别的，别人也不看到都地上他了的。ယေရှုဘယ်လိုတည်ဆောက်ထားတာလဲယေရှုပြောကြည့်အောင်ဒီနေ့ကျွန်တော်ယေရှုတည်ဆောက်ထားတယ်ယေရှုတည်ဆောက်ထားတယ်3 ရက်ထဲနဲ့တည်ဆောက်ထားတယ်3 ရက်နဲ့တည်ဆောက်ထားတယ်ဗိမာန်တော်ကိုတွေ့ပြီဗိမာန်တော်ကိုတွေ့ပြီဗိမာန်တော်ဆိုတာတန့်ရှင်းသောနေရာပြောကြည့်အောင်တန့်ရှင်းဗိမာန်တော်ဆိုတာဘယ်လိုနေရာလဲတန့်ရှင်းသူသိဝင်တဲ့နေရာလဲဒါဆိုခမည်းရဲ့ကိုယ်က3 ရက်နဲ့တည်ဆောက်ထားတဲ့ဗိမာန်တော်ဆိုဘယ်သူတည်ရှိမှာလဲဘုရားတည်ရှိမှာဘယ်သူနေရာလဲဘုရားနေရာပြောကြည့်အောင်ဘုရားနေရာကိုဘုရားပြန်ပေးပြီလားကိုယ်စံတာနဲ့တော်လာဘုရားကိုပြန်ပေးပြီယေရှုကတော့ရှင်းရှင်းလင်းလင်းပြောပြတယ်ကဲကဘုရင်မိုင်းကဲကဘုရင်ပေးလိုက်တာဘုရားမိုင်းဘုရားကိုပေးလိုက်တာဘုရားဆောက်ထားတဲ့အိမ်ကယေရှုဆောက်ထားတာ3 ရက်နဲ့ဆောက်ထားတာဘယ်သူဆောက်ထားတာလဲယေရှုဆောက်ထားတာဘယ်သူအိမ်လဲယေရှုရဲ့အိမ်ကချင်ဆောက်ပြီးမှကလားလာနေတယ်ဆိုရင်စင်ပြေမလားကချင်ဆောက်ပါကဆောက်တဲ့လူကချင်ဆောက်တယ်ကုန်ကြတာလည်းပဲကချင်ကုန်ကြတယ်ဟောကလားလာနေတယ်စင်ပြေမလားမပြေပါဘူးပြဿနာတွေတက်တယ်မှာပေါ့ဒုက္ခဓာတ်တွေဆွဲကုန်ပေါ့ကိုကုန်ကြပြီးကိုနေဖို့ဆောက်ထားပါတယ်ဆိုမှအခုလေယေရှုကသူနေဖို့ဆောက်ထားတာဘယ်သူနေဖို့ဆောက်ထားတာလဲယေရှုနေဖို့ကျွန်တော်တို့ထဲမှာဘယ်သူနေဖို့လဲငါနေဖို့လားယေရှုနေဖို့လားအဲ့ဒါဆိုယေရှုရဲ့နေရာမှာလွတ်ထားတာဘယ်သူလဲငါကနေရာကြီးငါလွတ်ထားတယ်ဆိုလူစီဖာတော်ယေရှုနေရာကိုဘုရားနေရာကိုလူမလွတ်နိုင်စောက်ဖို့ခံချပြန်နော်ငါဆိုတော့တော့လို့ငါခေါ်တယ်ဘယ်လိုဖြစ်သွားလဲဘုရားသခင်ကမောင်းချပလိုက်တယ်လူစီဖာမနိုင်တဲ့နေရာမှာခင်ဗျားနဲ့ကျွန်တော်နိုင်နေတယ်ပေါ့လူစီဖာဘုရားမရှုံးသွားတဲ့နေရာလူလာမနိုင်ခင်ဗျားနဲ့ကျွန်တော်လည်းစပယ်ရှယ်ပြုထားတဲ့ယေရှုကိုနေရာမပေးဘူးပေါ့တနည်းကြီးပြောချင်ဘုရားအိမ်ဘုရားပြန်ပေးလိုက်တော့ဘုရားမတိုက်ထားနဲ့အပြင်အတ္တမမနေနေနဲ့တော့သူများအိမ်နဲ့တက်နေသေးတယ်ငါပဲငါလို့ချင်တာတော်တော်ဆိုးတယ်လေနော်ကျွန်တော်တို့ကခဏလေးလာငားနေတာလေအဲ့ဒါကြီးကိုဒီပါအင်ရှင်ကိုဒီပါလေပါလေဘာကိစ္စလဲတော်တော်ကမလွတ်ပါနဲ့ယေရှုဒီဆောက်တာလားခမရရဲ့ကိုယ်ခန္ဓာဘယ်သူပိုင်လဲယေရှုပိုင်တယ်ဘယ်သူအိမ်လဲခမရရဲ့အိမ်ဘယ်သူပိုင်မှန်တော်လဲခမရပြောရတာငါပိုင်မှန်တော်ခမရပြောရကြည့်နော်ဒါကြောင့်ကျွန်တော်တို့အရင်ရေးကြည့်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ရဲ့တက်တာအရင်ရေးကြည့်တယ်ပြောမယ်ဒီကာလာရမှာတဲတော်ကိုလူလက်နဲ့လုံလားမလုပ်ဘူးလားဟုတ်ပါတယ်လုပ်တယ်ဘုခန္ဓာဒီမှာရောက်လာတဲ့အချိန်ဘိမှန်တော်လူလက်နဲ့တိဆောက်ထားတဲ့နေရာမှာယေရှုရှိတာမရှိပါဘူးဒီနေ့ယေရှုလုပ်ထားတာဘယ်ရက်နဲ့တိဆောက်ထားတာ3 ရက်နဲ့တိဆောက်ထားတာအဲ့ဒါပဲဘိမှန်တော်ဒါဆိုဘုရားကိုဘိမှန်လားကိုနေမှာ
ညာကိုပေးမှာ အဲ့ဒါဆိုချမ်းသာနေနေကြိုက်တယ်ဘုရားပေးလိုက်ပြောကြည့်အောင်နာဒီကိုယ်တိုင်မရှိ ငါဒီကိုတိုင်မရှင် ခရစ်တော်ဒီငါ၌ရှိတော်မူ၏ ခရစ်တော်ဒီငါ၌ရှင်တော်မူ ငါမရှိဘူးငါမနေဘူးလေ อืม ခရစ်တော်ရှင်ရဲ့ဆိုဘူးနေတာလေ ခရစ်တော်နေတာ သူပိတ်မှန်တော့လေခရစ်တော်ရဲ့ ခရစ်တော်ရဲ့ဗိမာန် သူဆောက်ထားတာလေယေရှုဆောက်တာလေ 3ရက်နဲ့အာမင် စီနေတာတ냐တိုင်းနေရာထားတာဘူးလေငါတီတီကိုဖြုတ်လိုက်တော့လည်းတော့မလုပ်နဲ့ဒီစုကြီးဆိုပို့ဆိုးတယ်ဘယ်လိုလဲအာလီတနာတာဆိုတယ်ကာဆိုတယ်ဘာလို့လဲမလေးဘယ်ကနေရာကြီးထားမှာဖြစ်ချင်ဖြစ်ပါသေးတယ်ဒီရှောင်းဘိုးကချီဆိုလို့ရှိတော့ဘယ်တော့ညမှာဟိုရှိကြီးအားလို့ဘာလို့လဲဒီဝက်စားချောင်းလို့ပါတယ်အဲ့ဒီတော့လို့အရင်ပြေးနေတယ်သူတို့ချင်တာကိုလုပ်နေအမှန်ကဘုရားရဲ့ပြိမှန်တော့ဘယ်သူပြရမှာလဲ ဘုရားပေး ယေရှုကိုပြလိုက်တော့ကယေရှုရဲ့နေရာယေရှုရဲ့အိမ်ယေရှုလောက်ထားတာသုံးရက်ချင်းနဲ့တည်ဆောက်ထားတာ အာမင် ကျွန်တော်လည်းမပိုင်ဘူးပြီးလက်ဝါးကိုင်းမှာအသေးခံပြီးအသွေးသုံးပြီးတော့သူ့ဝဲထားတာသူ့ဝဲထားတာသူ့လောက်ထားပြီးသူ့ပြန်ဝဲထားသူ့ပြန်ပေးလိုက်တော့ပြောကြည့်အောင်ငါမှမပိုင်ဘူးပဲ ငါဟာငါမပိုင် ပိုင် ဘူး တယ်လို့ဘာလို့ ပိုင်တယ်လို့ပါ လို့ လို့ ဆောင်းလို့လုပ်နေတာကျွန်တော်ပါတော့မလုပ်နဲ့တော့မလုပ်နဲ့ခင်ဗျားအိမ်မှာရှက်စရာကြီးတော့မောင်းချခံရရင်မောင်းနဲ့ဆင်းရမှာဒီလားအိမ်မှာဆိုတော့ဘယ်ဘုရားရဲ့အိမ်မှာတော့ပါဆိုတော့ဟုတ်ပြီဘုရားရဲ့20ကိုကြည့်အောင်ကျွန်တော်တို့ဘုရားမှာလေသူများအိမ်ပေါ်မလုပ်ပါနဲ့တနာပါလေသူများနေဖို့စောင့်ထားတာနော်အဲ့တော့သူတက်နဲ့စောင့်ထားတဲ့အိမ်ကကျွန်တော်တို့ရဲ့ကိုယ်ခန္ဓာပါလူလက်နဲ့စောင့်ထားတဲ့အိမ်မှာဘုရားမနေဘူးတဲ့ငါမနေဘူးလို့တမန်တော်19 28 24မှာဒီပြောလာတယ်ဟုတ်ပြီဘုရားရဲ့ခန္ဓာ21 24ရှိအောင် အမှုပြီးပြီမလား Okay 1 2 3ဂျေရုဆလင်မြို့ကိုကြည့်လိုက်တဲ့အချိန်မှာဂျေရုဆလင်မြို့ကိုကြည့်လိုက်တဲ့အချိန်မှာဘိမှန်တော်ကိုသူမမြင်ဘူးတဲ့ဘိမှန်တော်ကိုသူမမြင်ဘူးလေရှင်ယောဟန်နော် eagle ရွှေရင်းကြုံဖြစ်တဲ့ယောဟန်ကမြင်တယ်သူကတကယ်မလာသေးတဲ့မရောက်သေးတဲ့ဂျေရုဆလင်မြို့ကိုကြည့်တော့မြင်နိုင်တယ်ရွှေရင်းကြုံကိုမျက်စိဆူရှားတယ်ယောဟန်အမတော်ယောဟန်သူ့ကိုဖွင့်ပြအကုန်လုံးပြတဲ့အချိန်မှာဂျေရုဆလင်မြို့ကိုကြည့်လိုက်တဲ့အချိန်မှာဘယ်မှတော့သူမမြင်ဘူးတဲ့။ဘာလို့မမြင်ဘူးလဲ။ဘယ်မှတော့မရှိဘူး။ဟာဆောက်ထားတဲ့အိမ်ရှိဘူး။ဘာဝကြည့်တေးချူကြည့်လိုက်တဲ့အချိန်တော့ဘုရားတခင်နဲ့တိုးတငယ်ဟာပုံမျိုးရဲ့ဘယ်မှတော့ဖြစ်တယ်။ပြောကြည့်အောင်။တခင်နဲ့ ဘုရားတခင်နဲ့ တိုးတငယ်ကြီး တိုးတငယ်ကြီး ပုံမျိုးရဲ့ပါလေ ဘုမျိုးရဲ့ပိတ်ဖြစ် ။ဟုတ်ပြီတာကနာလေးထားလိုက်။လက်ခုပ်ကြည့်အောင်မလေး။ ဟုတ်ကဲ့ ယေရှုသုံးရက်ထင်းတဲ့တိဆောက်ထားတဲ့ဗိမာန်တော်ကိုခေါ်တယ်ဟာလေလုယာသူရဲ့ကိုယ်ခန္ဓာသူ့ရဲ့ဗိမာန်တော်လေဘုရားရဲ့ဗိမာန်တော် ဘုရားရဲ့ဗိမာန်တော်ဆိုသူပိုင်လားဘုရားပိုင်လား ဘုရားပိုင်မှာ ဘုရားပိုင်ကိုသူပေးရမှာလေ ဘုရားပေးရမယ် ဒါဆိုသူကပါလေသူ့ရဲ့ကိုယ်ခန္ဓာကဗိမာန်တော်ပြောကြည့်အောင်တန်ရှင်းရဌာန တန်ရှင်းရဌာန တန်ရှင်းရဌာနမှာနေပါအောင်ဘယ်လိုလုပ်ကြလဲအာမင် နော်ဘလို့မှမကြောက်မလို့ပါနဲ့ကြောက်စရာရမ်းကောင်းတယ်ဟိုဘယ်သူကမဆိုတော်လာလို့ရတယ်ဘုရားကိုတော်လာလို့ရတယ်ဘုရားကိုတော်လာပြီဆိုရင်ဒါတော့ဒုက္ခရောက်ဒါဆိုကျွန်တော်တတိပြီးလေဗိမာန်တော်ပဲဘယ်သူပြုနေလဲဗိမာန်တော်ထားတာ မဟုတ်ဘူး ဒီပရိယနဲ့တိဆောက်ထားတာ 3ရက်နဲ့တိဆောက်ထားတာ 3ရက်ချင်းနဲ့တိဆောက်ဒါကြောင့်သူကအတက်ငယ်ပြီမဲ့ဆရာသူ့ကိုလေးစားရဘာဖြစ်လို့ယေရှု3ရက်ချင်းနဲ့တိဆောက်ထားတဲ့ဗိမာန်ဖြစ်တယ်သူရဲ့တော်ချင်းတက်ချင်းဘာမှမပါဘူးသူရဲ့ကိုယ်ကံဘုရားရဲ့ဗိမာန်ကိုဖြစ်လို့လေးစားမဟုတ်တာမပြောရမကောင်းတာပြောဒီနေ့သူအသက်ငယ်တဲ့အချိန်မှာအသက်ကြီးတဲ့လူကသူ့ကိုမဟုတ်တာပြောလားတော့မလုံးနဲ့အဲ့ဒါဗိမာန်တော်ဘောဆောဘာမီ
ဟုတ်ပြီဒါဆိုရင်သူ့ရဲ့ကိုယ်ခန္ဓာဘုရားရဲ့ပါလေဗိမာန်လူလက်နဲ့လောက်တာလားဘယ်သူတိဆောက်ထားလဲယေရှုတိဆောက်ထားဘယ်နည်းနဲ့လဲသုံးရက်ထဲနဲ့တိဆောက်ထားတဲ့ဗိမာန်တော်သိပြီလားမသိဘူးလားကျေးဇူးတော်ကာလမှာဘုရားရဲ့ဗိမာန်တော်ပါလေသူကျွန်တော်တို့သိတာဘယ်ချိန်ထိလဲကကဘာကုန်တဲ့အချိန်ကျွန်တော်တို့ကဘုရားရဲ့ဗိမာန်တော်ဖြစ်တယ်ဟုတ်ပြီနော်ဒါဆိုရင်မိကြည့်မယ်ဂျေရုဆလင်မြို့ပြင်မှာဘုရားသခင်နဲ့တိုးတငယ်ရပါလေဗိမာန်တော်ယေရှုပါလေဗိမာန်တော်ဘုရားသခင်ပါလေဗိမာန်တော်သူကပါလေဗိမာန်တော်ကပါပြီသူလာမကြည့်လားသူလေဘုရားရဲ့ပုံသဏ္ဍာန်နဲ့အရင်တဏှီထဲမှာဖန်ဆင်းထားတာ ဖန်ဆင်းထားတယ် ဖန်ဆင်းထားတယ်လေတိုးတငယ်ဆိုယေရှုကလည်းဗိမာန်တော်သူကလည်းဗိမာန်တော်မတူဘူးလားယေရှုကိုခဏတော့ဘယ်သူလက်နဲ့လက်ထားဟမ်ဘာရှိနေတာယေရှုကလွတ်လာတော့ အာမင် ဗိမာန်တော်ကတော့ခုရှိတယ်ဘုရားသခင်ယေရှုသူလားသူလား ကြည့်တယ် ယေရှုကတော့တကယ်ဘုရားရဲ့ဗိမာန်တော်ဟုတ်လား ဟုတ်တယ် လူလက်နဲ့လက်ထားလားမဟုတ်ဘူးသူရဲ့ကိုယ်ခန္ဓာဘုရားဗိမာန်တော်ဟုတ်လား ဟုတ်တယ် လူလက်နဲ့လက်ထားလား မလုပ်ထားဘူး ဘူးသူလား ကြည့်ပါ ဘုရားသခင်ရဲ့ပုံသဏ္ဍာန်နဲ့ဒီတဏှာကြီးကိုစဉ်းစားရဆိုအဲ့ဒီဗိမာန်တော်ကိုပြောတာဒါဆိုအချင်းချင်းမလို့လည်းဗိမာန်တော်ကိုလေးစားရမယ်လက်ကိုတီးပြီးအောင်လက်ကိုတီးပြီးလေးစားရမယ် အာမင်အာမင် ဒီမှာလာပဲကျွန်တော်တခါမှမကောင်းတာမလုပ်ခဲ့ဘူးဒီမှာညီကိုရမကောင်းတဲ့ဟာတွေလူကြီးစေးဝါတွေတောက်စားပြီးမှရောက်လာကျွန်တော်ခင်ဗျားတို့ကထင်သေးလို့ရတာမရဘူးဘာဖြစ်လို့လဲဘုရားရဲ့ဗိမာန်တော်လက်ကိုတီးပြီးပြောင်းရှင်းမရအောင်တော့လူတွေကအမျိုးမျိုးလူရဲ့အင်းပေါ်လူရဲ့အနေနဲ့ပိုင်းခြားတော့သူကမကောင်းတဲ့ကောင်တွေလူကြီးစေးဝါချင်းတို့မှတွေငါတို့ကဘာမှမလုပ်တော့အတူတူဖြစ်တဲ့ဆိုတာမမြင်နိုင်ဘူးဆိုလိုက်တဲ့ချင်းအဆိုနေတယ်ဘလို့ဆိုတယ်တို့အားလုံးတူပဲတဲ့ဘာမှမဟုတ်ဘူးစီးနေတာတော့အထက်နောက်စားတယ်အလယ်နောက်စားတယ်အောက်နောက်စားတယ်ဟာပြောမယ်ဆိုလို့ရှိရင်လူကောင်းတယ်ဟာဝီစီဝါချင်းကျော်တယ်ဟာဘုရားအပြင်ကလူတွေကတော့နေတယ်ပြန်ချန်တွင်းတွေကလူဆိုတယ်ဝီစီဝါတော့ပြုတ်ပြနေတဲ့လူချန်တွင်းတွေကလူတွေအပြင်ကလူဆိုပဲလူကောင်းတယ်မကောင်းတဲ့လူကပြန်လာတာပဲဒါပြောနေကြတာဘုရားကလည်းမပြောဘုရားကပြောတယ်တိုးတငယ်ကလည်းဗိမာန်တော်သူကလည်းဗိမာန်တော်အဲ့တော့သူက3ရက်ထဲယေရှုပြီးဆောက်ထားတဲ့ဗိမာန်တော်လို့ဘုရားကပြောတာဘုရားကသူ့ဝိသေဝကြီးကြုံလို့တက်တော့ပြောယေရှုပဲတော့မဟုတ်ဘူးသူပြီးဆောက်ထားတဲ့ဗိမာန်နေပဲနေချင်နေရပဲပြီးခိုင်းတာကြည့်တော့ဘုရားကလည်းအဲ့ဒီလောက်ကြီးချစ်တယ်ကျွန်တော်တို့ကကိုယ့်ကိုအားငယ်နေတာငါတို့ကသူများနဲ့မတူဘူးပုံမှန်မဟုတ်ဘူးဗာဖြစ်လို့လေငါတို့ကလေမကောင်းတဲ့ဟာအကုန်လုပ်ခဲ့တယ်ဆိုတော့တို့နဲ့မတူခင်ဗျာမတူဘူးဘုရားတူတယ်လူတိုင်းရဲ့ကိုယ်ခန္ဓာဘုသူရဲ့ဗိမာန်တော်လေဘုရားရဲ့ဗိမာန်တော်ဘုသူတိဆောက်ထားတာလေယေရှုတိဆောက်ထားတာဘယ်နည်းအာမင်သုံးရက်ထဲနဲ့ဒါကြောင့်အားလုံးတူလားတူတယ်ဘုရားကအားလုံးတူတယ်ဆိုတဲ့ဟာကိုမတူဘူးလို့ပြောတာဘယ်သူလဲလူအုံနောက်ပါပြီးတော့မှအုံနောက်မရှိတဲ့လူတွေလူအုံနောက်တော့ပါတယ်အုံနောက်မရှိဘူးမစင်သားတာဘူးလည်းလို့ပြောပါပဲမတူဘူးတဲ့ဒီကောင်လေးနဲ့ငါတို့လည်းမတူဘူးတဲ့ဟိုပြောမယ်ဆိုလို့ရှိရင်မိန်းကလေးလက်ဦးပြီးပြောင်းဒီကိုလက်ဦးပြီးပြောင်းโอเคဒီကောင်လေးပြေးပါဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်တို့ကလူလက်နဲ့မလွတ်တဲ့ဘုရားရဲ့ပါလေဗိမာန်တော်ဒါဆိုဆရာပိတာဒီမှာရှိတဲ့လူတွေအားလုံးလေးစားရမှာပေါ့ဘာဖြစ်လို့လဲကောင်းလို့လားမဟုတ်ဘူးညလို့လားမဟုတ်ဘူးဘာဖြစ်လို့လဲဘုရားရဲ့ဗိမာန်တော်ဖြစ်လို့ဘုရားရဲ့ဗိမာန်တော်ဆိုဘာဖြစ်လဲတန်ဖိုးထားလေးစားရိုးရိုးလေးနေရဒီလူတွေကိုမဟုတ်တာပြောရကျွန်တော်တို့လူချင်းမျက်စိနဲ့ပိုင်းခြားပြီးခွဲခြားပြီးအစသားနေရောနေရောဂုံပုတ်ရောအကုန်ခွဲပလိုက်အဲ့ဒါလူမျက်စိလို့ခေါ်တယ်ဘုရားရဲ့မျက်စိလို့ခေါ်ဘုရားရဲ့မျက်စိရဲ့ကြည့်လိုက်တော့ဟုတ်ဂျေရုဆလင်မြို့မှာဘုရားသခင်ကဗိမာန်ကိုဖြစ်ထိုမျိုးရဲ့ဗိမာန်တိုးတငယ်ကလည်းပုံမျိုးရဲ့ဗိမာန်ဖြစ်တယ်။ဘုရားလည်းဖြစ်တယ်။ဘုရားရဲ့ဗိမာန်တော်ဖြစ်တယ်။အတူတူတဲ့ဘုရားနဲ့ကျွန်တော်တို့လည်းလဲပဲအခုနဲ့ပုံစံနဲ့တတန်တဲ့ဘုရားကလည်းပဲအဲ့တော့ပါပြီ။လက်ကုပ်ကြည့်ရပြောင်းချင်းမရအောင်။ကဲလက်ပြဘယ်သူခွဲခြားဘုရားကတော့တပုံစံနဲ့ဟုတ်လား။တခုတည်းပဲမြင်လား
ယေရှုလည်းပြိမှန်တော့ကျွန်တော်လည်းပြိမှန်တော့ဖခင်လည်းပြိမှန်တော့ကျွန်တော်လည်းပြိမှန်တော့ဖခင်နဲ့ကျွန်တော်နဲ့တတတန်တဲ့ပုံစံတူလားမတူလားတူပါတယ်ဒါကြောင့်ကမ္ဘာမှာပြောတာလေဘုရားသခင်လူကိုဖန်ဆင်းတဲ့အချိန်မှာသူ့ရဲ့ပုံသဏ္ဍာန်နဲ့အညီတတတန်ကြီးလူကိုဖန်ဆင်းတော်မူပြီးဆိုတော့ဖခင်ကပြိမှန်တော့ကျွန်တော်တို့ကလည်းပြိမှန်တော့ဆိုတဲ့ဟာကိုဖန်ဆင်းထားတော့ပြတယ်ဒါဆိုရင်ပြောကြည့်အောင်ငါဟာပြောကြငါဟာ ငါဟာ ငါကိုခန္ဓာဟာ ငါကိုကန္တာဟာ ယေရှု ယေရှု သုံးရက်ထဲနဲ့တည်ဆောက်ထားတော့ ဒီဆောက်ထားတော့ တန်ရှင်းသောနေရာဖရာဒီကိန်းဝိညာဉ်နေဟာဘိမှန်တော်ဖြစ်တယ်ဘုသူနေရာဖြစ်တယ်ဘုသူနေရာဖြစ်တယ်တကယ်ဖြစ်မလားကဲအဲ့ဒီအောင်တကယ်ဖြစ်မလားဟာလေလုယာ အာမင် ဒါဆိုဖရာကျွန်တော်တို့ဒီမှာရှိသွားပြီကျွန်တော်တို့ဘာဖြစ်လဲဖရာရဲ့ဘိမှန်